စိမ်းလန်းဆိုပြေးတဲ့တောအုပ်လေးထဲမှာကြားဖေကြားမေနဲ့ကြားကလေးနှစ်ကောင်ဟာငင်းချမ်းစွာနေထိုင်ကြတယ်။ဒီနေ့မိုးနေနေရွာနေတဲ့မနက်ခင်းတစ်ခုမှာကြားမေကတစ်တောအစုံဘက်ကနေကလေးငိုတန်လေးတန်ကြားလိုက်ရတယ်။အဲဒါကြောင့်ကြားမိသားစုကသွားကြည့်လိုက်တော့တရွက်ပုံလေးနားမှာလူသားနိုးဆိုရွယ်ကလေးလေးတယောက်လဲနေပြီးငိုနေတဲ့ကြားကလေးတွေကအံ့အားသင့်ပြီးဒါဘယ်သူလဲဆိုပြီးအနားကပ်ကြည့်ကြတယ်။ကြားမေကကလေးကိုမြင်းမြတ်စွာနှာခေါင်းနဲ့ထိပြီးငိုတန်ကိုတိတ်စေဖို့ကြိုးစားလိုက်တယ်။ထူးဆန်းတာကကလေးလေးကမကြောက်ပဲကြားမေကိုကြည့်ပြီးပြုံးလိုက်တယ်။အဲ့ဒီနေ့ကစပြီးကြားမိသားစုကအဲ့ဒီလူသားကလေးလေးကိုသူတို့သားသမီးလိုပဲကာကွယ်ပြီးတောအုပ်ထဲမှာအတူတူကြီးပြင်းလာအောင်စောင့်ရှောက်ပေးကြတော့တယ်။ဒါပေမဲ့တောအုပ်ပြင်ကလူသားတွေသူ့ကိုလာရှာမလားဆိုတဲ့မသိနိုင်တဲ့စိတ်လှုပ်ရှားဖွယ်အဖြစ်အပျက်တွေကမကြခင်စတင်တော့မယ်။